မောင်ဟိုဒီအိုက်တက်ချင်းဘုံဘုံဆိုမြန်တဲ့ချင်းတွေပဲကြိုက်တယ်ထင်တာ तू ကဒီလိုမျိုးချင်းဆိုလေကောင်းတယ် ဒီမှာကိုကဘာသူ့ကိုပြောနေ ညာနဲ့မောင်ဘာလို့လဲ ဘူးဆိုတော့ဘာသူ့ကိုပြော ဘူးဆိုတာဘာလို့ပြော ဒီအကိုပဲမလားဘူး ငါမပြောပါဘူးငါညာနဲ့မောင်ပြောကဲဟိုထွန်းတော့နောက်ကြတဲ့ကိုထွန်းတော့ကနေပြောပြဟော တချင်းလေးကသူနဲ့လည်းဖတ်မှုရှိပါတယ်ဆိုတော့လည်းကောင်းပါတယ်ဒါပေမဲ့ ညာနဲ့မောင် ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တင်းလုံးစားလေးတော်တော်ရသွားတဲ့အတွက်တော့ကျင်းနေပါတယ် ဘာလဲညာနဲ့မောင်အဲ့တော့ညီမလေး performance ကမိုက်နေတယ် မိုက်တယ် ဒါပေမဲ့စိတ်ထဲမှာကြည့်ရအိမ်ကသားကိုကြည့်ရသလိုဖြစ်နေစပင်ကောက်ကောက် ညာနဲ့မောင် ဟာတကယ်တူတယ်တော့အေးသရိုးလေးနဲ့တူးတာဟဲ့စပင်လေးရောမျက်နှာလေးကဖောင်းဖောင်းလေး အဲ့လိုဖြစ်နေအဲ့တော့ကိုယ့်သားကိုကြည့်ရသလိုဖြစ် ဒီညာနဲ့မောင်ဒီဒီသားတော့မပါတော့ပါဘူးတော့ ပါလို့ဟိုကအိမ်မှာ no ဆိုတော့ no မပြတ်သေးဘူးအိမ်ကသား ဘာဖြစ်တယ် no မပြတ်သေးဘူးအိမ်ကသားရောသားရော တာရော ညာနဲ့မောင်အမအောင်တို့ပြက်ပြီလားဟိုအမလည်းပြောပြပါဦးဟိုအမလည်းပြောပြပါဦးလို့ လက်တော့လက်သွားတယ်ကွယ်အဲ့ဒါငါပြန်စဉ်းစားလိုက်တာပါနော်နေ ညာနဲ့မောင် performance နဲ့ပြောရမယ်ဆိုရင်တော့သူဟာကွယ်အခု performance ကနည်းနည်းပြန်ပြောင်းသွားပြန်တယ်အတန်တွေရောဒီလှုပ်ရှားမှု performance ရောသူပြန်ပြောင်းသွားပြန်တယ်ငါတို့လှည့်စားနေတာလူစိုး ညာနဲ့မောင်တကယ်ချင်း ကောင်းပါလေဘာမှကောင်းတယ်ဆိုတာထက်ဟိုကပြောသလိုပဲတဲလုံးစာလေးတွေထပ်ပြီးတော့ရသွားတဲ့အတွက်ကျေးဇူးတင်ပါတယ် ညာနဲ့မောင် ပထမတော့ထင်ထားတာ ပထမဆုံးထင်ထားတာ1ယောက်အခုထင်ထားတာ3ယောက် တော့တော့လို့ပဲနောက်အဓိက6ချီတိုးလေးတော့ကောင်းတယ် ဟုတ်ခင်လိုက်လေ ညာနဲ့မောင် မြန်မာကကတယ်လေ ဥက္ကဋ္ဌမဟုတ်တော့ဥက္ကဋ္ဌမဟုတ်တော့ မြန်မာက ဒါကအခုဥက္ကဋ္ဌလည်းတိတ်မဟုတ်တော့ပြန် ကဲဟုတ်ကဲ့ညာနဲ့မောင်